Hebrew wara sama ပြောတယ် Hebrew wara sa kaninga Hebrew wara sa kaninga kange 73နဲ့14မှာ Hebrew wara sa kaninga kange 73 14ကျွန်တော်ဖတ်ပြီးမယ်နောက်ကလည်းဖတ်အောင်နို့ကိုသာသုံးဆောင်တော်သူမည်ဒီကသူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သောအကြားအမြင်အတွေ့အစံများသောသူတည်းဟုသောစုံလင်သောအရွယ်ရှိသောသူတို့မူကားခြေကဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏အဲ့တော့အဆုံးသတ်လေးကိုပဲပြောပါမယ်အကြားမြင်အတွေ့အစံများသောသူတည်းဟုသောစုံလင်သောအရွယ်ရှိသောသူစုံလင်သောအရွယ်ရှိသောသူဆိုတာကသူ mature ဖြစ်လာတယ်ဝိညာဉ်ရေးအရင့်ကျက်လာတဲ့အရွယ်ကိုပြောတာအဲ့ဒါကို तू ကဘာနဲ့လာတာလဲဆိုလို့ရှိရင်အတွေ့အကြုံတွေနဲ့လာတာတဲ့ဘာနဲ့လာလဲတင်းသက်တာထဲမှာကြားတဲ့နှုတ်ကပတ်တော်တွေရှိတယ်ဘုရားကျောင်းကနေပဲဖြစ်ဖြစ်ဒီခေတ်ဆိုတော့အင်တာနက်ကပဲဖြစ်ဖြစ်ဟလာသင်ကိုယ်တိုင်ချမ်းသာဖတ်ရပဲဖြစ်ဖြစ်သင်ဘဝမှာနှုတ်ကပတ်တော်တွေရှားလားရှားအဲ့ဒါတွေကသင်ဘဝအသက်တာအသက်ရှင်တဲ့အခါသင်ရင်ဆိုင်ရတဲ့အတွေ့အကြုံတွေမှာအဲ့ဒီနှုတ်ကပတ်တော်နဲ့ဖြတ်သန်းမယ်မဖြတ်သန်းဘူးအဲ့ဒီဘုရားစကားတိုင်းသင်တုံ့ပြန်မယ်မတုံ့ပြန်ဘူးအဲ့ဒီအတွေ့အကြုံတွေကသင်ရဲ့ဝိညာဉ်ရေးအောင်ရင့်ကျက်စေတာဖြစ်တယ်အာမင်ကျွန်တော်တို့ကအခုဆိုလို့ရှိရင်ဒီမှာအာမင်ထူတတ်ပြီဟုတ်လားဘုရားသခင်ကောင်းမြတ်တယ်ဆိုအာမင်အဲ့ဒါဒီအခန်းထဲမှာပဲထားခဲ့တာဟုတ်အခန်းတစ်ခုလုံးအာမင်နဲ့ပြည့်လို့အာမင်ဆိုတာသဘောတူတာလေအဲ့ဒါသင်အသက်တာထဲမှာဘာဖြစ်သွားအောင်လဲဘာသွားဘုရားခွင့်လို့ချင်းဖြစ်တဲ့အာမင်ဆိုအပြင်ထွက်သွားလို့ရှိရင်လဲစိတ်တို့စရာတွေ့ရင်လဲဘာလို့အောင်လဲခွင့်လို့လို့ချင်ဒီထဲမှာပဲဟာဒီမှာတော့တခါလေဝิญဉ်ရေးတာပြည့်ဝနေတာဟာအိုးဝิญဉ်တော်နဲ့ပြည့်တယ်ဒီခန်းထဲမှာဘာမှပြဿနာမရှိဘူးလေအားလုံးနေကောင်းနေလို့ဆက်ပြီးတော့နေတော့မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးသင်လောကကြီးမှာအသက်ရှင်တဲ့အခါသင်ရင်ဆိုင်ရတဲ့အရာတွေရှိတယ်အလွယ်ပြောလို့ရှိရင်တော့ဒီနေ့ခေတ်စကားနဲ့ပြောရင်တော့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာထဲမှာ challenge ရှိတယ်စိန်ခေါ်မှုတွေရှိလားရှိလားရှိတယ်လူကစိန်ခေါ်မှုကိုကြိုက်လားကြိုက်ပါကြိုက်ဘူးရှောလူရိုစစ်တပ်တလုံးကဂေါလိယကရက်ပေါင်း40စိန်ခေါ်နေတာတယောက်မှမထွက်လာဘူးဒါဝိဒ်ကတိုက်ဖို့လာတာမဟုတ်ဘူးတကယ်တော့အကိုတွေကိုမုန်းလာဘူးလားမုန်းလာပို့ရင်းနဲ့စိန်ခေါ်တာကိုကြားတဲ့ကဒါဝိဒ်ကအဲ့ဒီစိန်ခေါ်တာကိုလက်ခံလာထွက်တိုက်တာအဲ့တော့လူအများစုဒီစိန်ခေါ်မှုကိုမကြိုက်အဲ့တော့ဒီ challenge ကဘာနဲ့တူလဲဆိုတော့ရုပ်ရှင်တကားကြည့်တဲ့အခါရုပ်ရှင်လေးကလူချမ်းမင်းသားနဲ့တူရုပ်ရှင်မှာမင်းသားရဲ့မင်းသမီးရဲ့လူချမ်းရဲ့မပါဘူးလားပါတယ်လူချမ်းကိုကြိုက်လားလူချမ်းအကယ်လို့ရတော့မလို့တော်တော်ပေးနေရသေးတယ်ကဲကောင်းပြီရုပ်ရှင်တွေကလူချမ်းကိုဖယ်ပြီးစဉ်းစားအဲရုပ်ရှင်ကြည့်လို့လူချမ်းရှိလို့ပါလို့ရုပ်ရှင်ကကြည့်လို့ကောင်းပြီလားဟုတ်ပါဆိုတော့စိန်ခေါ်မှုဆိုတာလူချမ်းလိုပဲကျွန်တော်တို့မကြိုက်တဲ့ထဲမှာပါတယ်အဲ့တော့နေ့စဉ်သင်ဘဝမှာစိန်ခေါ်မှုတွေရှိလားရှိလားရှိတယ်အဲ့ဒီစိန်ခေါ်မှုတွေကိုသင်သိထားတဲ့သင်ကြားထားတဲ့သင်ခံယူထားတဲ့နှုတ်ကပတ်တော်တိုင်းသင်တုံ့ပြန်မယ်မတုံ့ပြန်ဘူး
တင်တိထားတဲ့ကြားထားတဲ့တင်ခံယူထားတဲ့နှုတ်ကပတ်တော်တိုင်းတင်ဖြတ်တမ်းမယ်မဖြတ်တမ်းဘူးအဲ့ဒီစိန်ခေါ်မှုဆိုတဲ့အတွေ့အကြုံတွေအဲ့ဒီအတွေ့အကြုံတွေကတင်ရဲ့နေစဉ်ဝိညာဉ်ရေးရာကိုယဉ်ချက်စေတာဖြစ်တယ်အာမင်ယောမရှင်း28ဘာပြောလဲယောမဝရစာခန်းကြီး8ခန်းငယ်28ရားသခင်ကိုချစ်တော်သူလေးဟုသောကျမ်းစီတော်မူခြင်းတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်ညီညွတ်တည်ပြုစုကြသည်ကိုငါတို့သိကြ၏ရားသခင်ကိုချစ်တဲ့ကျွန်တော်တို့ရဲ့အသက်တာကိုခတ်သိမ်းသောအရာကတညီတညွတ်တည်ပြုစုပြီးတယ်ခတ်သိမ်းသောအရာလို့ပြောတဲ့အတွက်ကောင်းသောအရာမကောင်းသောအရာနှစ်မျိုးလုံးပါတယ်ဟုတ်လားဟုတ်လားတင်ကြိုက်တဲ့အရာမကြိုက်တဲ့အရာနှမျိုးလုံးပါတယ်ဟုတ်လားတင်နှစ်သက်တဲ့အရာမနှစ်သက်တဲ့အရာနှမျိုးလုံးပါတယ်ဟုတ်လားအဲ့ဒီခတ်သိမ်းသောအရာကတဲ့ကျွန်တော်တို့ရဲ့အကျိုးဆိုတာကျွန်တော်တို့ရဲ့ဝိညာဉ်အကျိုးကိုမလုပ်ပေးတာလေပြုစုပေးတာလူကအစဉ်ပြေနေတော့ဟာလေလုယာပဲအပြည့်နေစင်ပြေမပြေစင်မပြေမလူရတော့ဟိုဆရာတယောက်ကပြောပြအဲ့ဆရာပဲသူ့မြီးလေးအားတဲ့အိမ်မှာတဲ့ညနေ TV ကြည့်လို့စောင့်နေရသူ TV ကြည့်မဲ့အချိန်ကျတော့မီးရပြက်တော့ဒီကောင်စိတ်တူနေရဆိုတော့ကျွန်တော်တို့ကမြန်မာပြည်ကမီးရလာလိုက်ပြလိုက်တဲ့အခုတည်းဒီပဲလာလိုက်ပြလိုက်ဆိုတော့ကျွန်တော်ဒီလိုပြောတယ်ဘုရားကျောင်းမှာဘုရားရှိခိုးနေမီးပြက်နေဘုရားသခင်ကိုချီးမွမ်းပါတယ်ဘုရားတော်အာမင်မီးပြတ်နေလဲဘုရားသခင်ကိုချီးမွမ်းတယ်အာမင်ဒါပေမဲ့ဒီမီးပြတ်နေတာအစိုးရမကောင်းလို့အဲ့ဒါကိုတော့ပြောရမယ်အဲ့တိုင်းပြောတာကျွန်တော်ဘုရားဆောင်ပါဆိုတော့မီးပြတ်တဲ့ဘုရားသခင်ကိုချီးမွမ်းပါလေကျွန်တော်ကိုယ်ကွယ်မှာပဲဘုရားဒါပေမဲ့ဒီပြတ်ချင်းဒီညံပြင်းတဲ့လူတွေရှိတယ်အဲ့ဒါကိုတော့ပြောရမယ်ဟောသခင်ရှုကပြောတယ်ကဲတာနဲ့ဆိုင်တာကဲတာကိုဆက်ဘုရားနဲ့ဆိုင်တာဘုရားကိုဆက်ဒီလိုခွဲတာပေါ့အဲ့တော့ဘုရားကိုချီးမွမ်းတယ်အစိုးရမကောင်းတော့မကောင်းဘူးပြောရလိမ့်မယ်ဒီတိုင်းပြောတာအဲ့တော့မီးလာရင်လူတွေကပျော်ကြတယ်နော်ဟေးဆိုထားပါလားတနေ့ကို9ခါလောက်ပျော်ရတယ်ဗျာအဲ့ဒါပျော်နေရဟေးဆိုအော်ရေခရစ်ယာန်တွေကျတော့ဟာလေလုယာဆိုတော့အဲ့ကျတော့မှ TV ဖွင့်ပြီးတော့ကျမ်းစာဖတ်တာမဟုတ်ကိုရီးယားကကြည့်တာအဲ့ဒီကလေးကလည်းသူကရုပ်ရှင်ကြည့်မလို့စောင့်မီးကပြဲတော့စောင့်နေတော့မီးလဲလာအောင်ပျော်သွားဖတ်ဆိုမီးလင်းတော့အဲ့တော့ဟာလေလုယာအောင်လို့ဟာတော့မရှိသေးပြန်ပြတ်သွားပြီဟာဆိုပြန်ပြီးတော့မလူရတော့ဘူးကွာကျွန်တော်လည်းအဲ့ကလေးလိုဖြစ်နေတာပေါ့အစင်ပြေတော့ဟာလေလုယာမဖြစ်မလူရဘူးယောသကအသက်16နှစ်မှာရှင်ဘုရင်ဖြစ်မဲ့ယူပါရုံရတယ်သက်16နှစ်မှာဘုရားယောသကိုအိမ်မက်အားဖြင့်ယူပါရုံပေးတယ်မင်းတို့လူတွေကဝိုင်းပြီးတော့ရှ िख ိုးရကောက်လိုင်းစီး7စီးအလဲမှာ1စီးနီလာချေ7လုံးအလဲမှာချေလေး1လုံးဆိုတော့အိမ်မက်ရအဲ့ဒါနဲ့သူ့အကိုတွေကိုပြောတာအကိုတို့ရေကျွန်တော်တို့ဒီလိုအိမ်မက်ရကျွန်တော်တို့ရှင်ဘုရင်ဖြစ်မဲ့အိမ်မက်ရအကိုလေးကကြိုက်လားအဲ့ဒါနဲ့ရောင်းစားလိုက်တဲ့အတွေ့အေဂုတ်ထုပြည်ကိုကျွံဘဝနဲ့ရောက်သွားရထားတဲ့ယူပါယုံကဖြစ်သွားတာတခြားစီပဲရတဲ့ယူပါယုံနဲ့ဖြစ်နေတာနဲ့ကြိုက်လားကြိုက်လားကြိုက်တင်ဘဝထဲမှာလေတင်ရဲ့ယူပါယုံနဲ့တင်ဖြစ်နေတာနဲ့မကြိုက်တဲ့အချိန်ရှိတယ်ဒါပေမဲ့ယောသကဖယားကိုပဲ focus လုပ်ထားတယ်အာမင်ယောသကအဲ့ဒီအကိုတွေရောင်းစားလိုက်တာလေဖယားသခင်ရဲ့အချမ်းစီတော်ထဲမှာပဲဖြစ်တယ်လို့သူမြင်တယ်သူသဘောပေါက်တယ်ဒါကြောင့်ကဘာဦး45ကိုရောက်တဲ့အခါကဘာဦးကျမ်းခန်းကြီး45ကိုရောက်တဲ့အခါ
ခန်းငယ်9ဘောက်45ငယ်9ကျွန်တော်ဖတ်ပြီးတော့လည်းဖတ်တို့ရာတွင်တင်တို့သည်ကျွန်ုပ်ကိုဤအယတ်တို့ရောင်းလိုက်မိသောကြောင့်စိတ်မညှိုးငယ်ကြနှင့်ကိုအမျက်မထွက်ကြနှင့်အကြောင်းမူကားဘုရားသခင်သည်လူတို့အသက်ကိုစောင့်မစေခြင်းငှာတင်တို့ရှေ့မှာအကျွန်ုပ်ကိုစေလွတ်တော်မူပြီသူ့ကိုယ်ရင်းနဲ့ပြန်တွေ့ပြီသူကရှင်ဘုရင်ဖြစ်နေတာသူ့ကိုယ်ရင်းကမသိဘူးဒီမှာလာပြီးတော့စားစရာမရှိလို့လာတောင်းတာဆန်လာကိုွယ်တာဆိုတော့အကိုတို့ရေကျွန်တော်ကခမည်းညီလေးပဲခမည်းတို့ညီလေးပဲလေရောတက်လေးလို့ပြောတော့အကိုတွေကငူတာတခြားမဟုတ်ဂလဲစားချိန်မှာဆိုလို့သူတို့ဘာလုပ်ထားလဲရောင်းစားထားတာဒါရောတက်ကချော့ရတယ်ကိုတို့ရေမငူပါနဲ့တဲ့ကျွန်တော်ရောင်းစားပြီးလို့ဘာမှစိတ်နှောက်ယှက်မဖြစ်ပါနဲ့ရောတက်ပြောတာယူလေဖယားသခင်ကတဲ့ဒီတိုင်းပြည်ကလူတွေရဲ့အသက်ကိုကယ်ဖို့ရှို့ပြီးတော့လွတ်ထားတာတကယ်တော့ဘယ်သူတွေရောင်းစားရလဲအကိုတွေရောင်းစားရလေဟာမင်းတို့ငါ့ကိုရဲဆဲလို့ထားလေမှတ်မိတယ်မလားအားလုံးကြိုးတုံစောက်ထိုးဆွဲတာခဏနေငါဓာတ်သွေးပြန်လာခဲ့ပြီပြောလားပြောလားကျွန်တော်စဉ်းစားရရောသအကိုရီးယားလဲကွာလို့ညီလေးကရှင်ဘရင်ဖြစ်မဲ့အိမ်မက်ရတာဘာလို့သဘောမတူလဲငါဆိုသဘောတူတယ်ရောသကကိုကြီးကျွန်တော်ညအိမ်မက်ထဲမှာဘရင်ဖြစ်ဟာညီလေးကောင်းလိုက်တာအခုဝင်ကြီးတနေရခါတို့ညီကိုလေးပေါင်းပြီးတိုင်းမီလုံးရောင်းစားအောင်လားမစားတော့သာသနာရေးဝင်ကြီးခန့်စမ်းပါငါနဲ့ဂိုင်းမတူတဲ့ကောင်လေးကနှိတ်ကိုအောင်ဒီလိုပြောပါရောသအကိုရီးယားလဲကွာညီလေးရှင်ဘရင်ဖြစ်မဲ့ကိစ္စဘာလို့သဘောမတူလဲဒီဘဲတွေတုံးတာလို့အကိုရီးယားသဘောတူတင်မြောက်ရင်ညီကိုဘယ်နှယောက်ရှိကိုရီးယားညီလေးကောင်းလိုက်သဘောတူချမင်းမရင်လို့မြန်မာပြည်လိုပြောရင်ရောသက်က10အိမ်မှုဖြစ်နေ10အိမ်ပဲရှိ7အိမ်ပဲရှိအမေ7အိမ်ကိုအုပ်ချုပ်နေတာငါဘယ်ရင်ဖြစ်ပြီလို့မေးရကြည့်အမေဘာဖြစ်10အိမ်မှုလောက်ပဲရှိသေးတယ်ရှင်ဘရင်လို့ပြောရင်ဘာကိုအုပ်ချုပ်อ่ะဟုတ်တယ်နိုင်ငံတစ်ခုကိုအုပ်ချုပ်မှာဘာလို့ခေါ်လဲအကိုရီးယားသဘောမတူဘဲနဲ့ရောင်းစားလိုက်တော့မှသူအုပ်ချုပ်မဲ့နိုင်ငံကိုရောက်လာအဲ့ဒါကိုရောသက်ကမြင်ထားပြီးသားကဲကောင်းပြီဂျွန်ဘွားတွေရောက်လာတယ်ဆိုတာလာခြင်းစရာကောင်းလားကောင်းလားတကယ်တော့ဒီနိုင်ငံမှာဘရင်လုံးမယ်ဆိုတခါဝေါ်တယ်ပါနဲ့ပြည်လာတာမျိုးလို့ချင်တာဟုတ်ပါဒါပေမဲ့ဘာဘွားနဲ့ရောက်လာလဲဂျွန်ဘွား refugee တဲ့ဆိုတယ်ဖူးစတဲ့မရဘူးမယ်ရီကမရဘူးဆွေမျိုးလည်းမရှိဘူးအဝတ်တောင်မရှိဘူးအဝတ်တောင်မဝတ်ရဘူးဖက်နှက်တောင်မစီးရဘူးဟုတ်ပါဒါပေမဲ့မနေ့ကကျွန်တော်ပြောပြီးထာဝရဘုရားသည်ယောသနဲ့အတူရှိတဲ့အတွက်ပြုလေရာ၌အောင်မြင်တယ်လို့ပြောတယ်အာမင်အဲ့ဒီဟိုဟာတစ်ချက်ကြည့်ကဘာဦး39ဘာဦးကျန်39ခန်းငယ်9ကျွန်တော်ဖတ်ပြီးတော့လည်းပေါ့ထို့သောအိမ်နှင့်ဥစ္စာရှိသမျှကိုအုပ်ဆိုးစေသည်ကာလမှစ၍သာဝရဘုရားသည်ယောသအတွက်ထိုအေဂုတ်ထုသားဤအိမ်ကိုကောင်းချီးပေးတော်မူသဖြင့်ပေးတော်မူသောကောင်းချီးမင်္ဂလာသည်အတွင်းအပြင်ဥစ္စာရှိသမျှအပေါ်မှာလဲတဲ့ရောက်လေ၏ဘောဒီဘာအမရဲ့အိမ်ကိုတဲ့ယောသရောက်လာလို့တဲ့ဖယားကအဲ့ဒီအေဂုတ်ထုသားရဲ့အိမ်ကိုကောင်းချီးပေးတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီအေဂုတ်ထုသားလို့ပြောတယ် Egyptian
Any Luga, Taura Piane, said to Sheila Taura Piao Tila Taura Piao Goguela Eme Kaunchi Kanzala Kanzala Absolutely, so Kaunchi Pire Hayagu Yota Kate Sauna Yota ne do Shile? As a Kaunchi Pime Payao, Duate Lale. Duate Lale? Hello, the air the Kaunchi Kanzala Kaunchi Pido Payao, Duate Sauna. In nature, Kaunchi Pire Payao, te Sauntare, Yongchi do the Chide. Amen. Tin Yao Tuare Niaga, Tin Chao, Kaunchi Kanza. Tin China Landi, Tin Chao, Kaunchi Kanza. Tin Lolo de Lungan with the Tin Chao, Tin Yao Shila in Nangandi, Tin Chao, Kaunchi Kanza. Amen. Paya Kaunchi Pire Nangang, Tin Yao Tamobuno. Tinga di Nangang, Kaunchi Pibu Yao. Tinga Kaunchi Pire Pia Valutale. Te Sauntare. Amen. Now we are looking at Tinga Piao te Sauntare. Any Kaunchi Pire Piao Rogerua, same with our. How say with Ale? Kaunchi. Sportiva Amagut Watcha. Kaunchi Kanzani. Chinese New Year single Machana Tina people Yao in a single Louis diagram, Miss Widia Chicoya. Single Machine Alum seeing Chabi Toy, Korean 40% your sheet. These are no your sheet. How to well of sheet. A Pinga Lare pay like to citizen event, Team Tampian Toy, say I know your sheet. 10% machine. I shan't go out. Oh, Yota di Miayu Lekandara. Charity a single Yira Shiu. There on my way to the Rudania Lawera. Gia Malaysia where they have Mabia with the way to a Kaunchi Kanzar and Nangan, so Birola. $2 by the Chapas and Imiated Kaima Biro. So, oh, Yota di Miayu to Lekandara. Yota Yang did to Kaunchi Kanzara. Kanzala, Naro Miji Kaunchibo. Hello, Piome. Tinga Kaunchi Pire Payao te Sauntare Yuchi. Any Payane in attention. Tinga Kaunchi Nagu Laya Lumo. Kaunchi Kanzao Miolin in the Lumo. Kaunchi over same with Zavi a chain go near a cream of Piao. Kaunchi Pido Payane attention in Yuchi. Amen. Hello, Yota Yala 40 Bahamaga Kaunchi Kanzala. Kaunchi Pido Payao, Duate Saunale. Duate Saunale? Hello, Yotaka. E time Digo Payaga, a chance Shilo Potare to the Bopola. Paula? Hello, now to check a good left and read a Galila Chila. Chila? Hey, Chelsea Shilo, you know, you put her. Oh, you know. Hello. Dear Petarima, Twitch on you saying, Pip de Yadanga, Paya Chelsea, Pip de Lutim Dalama. Cateno Yaru didn't need to choose a jogo, Pusure, Lutim Lama, the Bopa Lama. A sema Pichine Malet in China. Amen. The Carleti Moama Machina, see a counter Sheila? Sheila? Not a chance to the Rapo. Yota Alupilla. Sheila? Imatavo, Nabi, Glazachina. Sheila? Bodiba Magrole, Tete, Jautumbiro, Concha. Yota Pijita Glazachi Yala? Sheila? Yotimboa Martingo. Matea Soga Dore Lucina, Tingo 19 Lucina, Tingo account of was Saviroma, Jauton Dore Lucina, Lumios of Natural Chonella. Erari Alunga, Tia Winnie a Joe, Pusupinia, Amen. Era out in that way, the machine, Manapisia, Chotuma.
Tamano Utumari Lubiora, Todo Shido, Tino Bodo, Tashino, Winno, Sintedo, Catino di Dugu, Kanyabi, Jerusalem, Yumasado, Yuda, Bishamari, Nijizu, Aida de Chichali, Tamano Dishima, Biora. Tamano Dicharo, Tashino, Winno, Sintela, Pedu Tavidia, or Luduno, Yongle, Jerusalem, Adino Pilla. Paya Biora, Jerusalem B, Yuda B, Shamari B, Nijizu time. About Jerusalem, they know Aluria, Aram, Loguno. Trubadro Subiro, Payashi, Kola, Tamincha, Sala, Payashi, Kola, Tamincha, Sala, Erachi, Nania. Erane, Diluria, Payapura, Paya, Balo, as a Sholu, Lupila. Sholu Yalavi, Turo, Akombira. Tamano Shiko Yore, Gazero, 12 years, Yautenia, Ewing Gilly Hore, Oji. I saw you get a home. I go a two camima hore. You might be that. So I see a home, a whole two camima hora. Hello Tamano Kani Kujaro. Sholu, I did 12 years, Pambu Laila. Laila in a lama crit on it to Yesi. Gambo Abiro. The Matemu Yawa. A Gambo and the Yawa. I saw you to a car. Anani Mishido. The Piro de Yauti. The Matemu Naishi. Harry the Matemu Anani Sure the Piro de Yashi. Eh, Anani Paya Yore. Anani, who Lambian Sure Yamare. Tashu da Sholu, Messi Gami Yawi, Mituabiro Sutami. Anania Ha Kurore. Dilu Chinoro, Doga Benirali, the Kuromatilla. Piano, sorry, I'm Dila. Ya Dila, Payasura, Ayakating, Dilo, Mudoja, Payashi, Amen. Anania, the Sholu Messi Candia to Super Town Region. Every Sholu, a Pianki, a chance, you know, a Pitelo to the ball. You are a good like Pani, a Korean, you like music, a Sholu. Hey, Lama line, Mexican, the Ninjalu, one Dania. Ina Jesus or Chimo Melo, Babi, like Tango. Hey, Vela, you know, Sholu, Hago, Molobane, Nico can't see why it is. And the Piabio, the Mobure, Erare, Lumurgasio, Nai, a Jamu, Samudo, Naj, Wake out Tari, Sapshire. Ero di Sholu a Pianki a chance you rema Pilla Pilla Ero Gra Yota Kuri Yota go Yamsala Pia chance you rema Pilla Pilla Pille. The Kali Dimuama, they take that in Sayan Luishina. Tingo against the Sanjina Luishina. Era Alu do a chance you rema Pilla Era would be Dalama. Eroma Catino Yaru, the Nijan Te. A Chubu, Pusu. Amen. The Chaiteya, Machaiteya. Kandoya, Sodoya. The Nitadeya, Manitadeya. Catinoya, Chubalubia. Era Tia Winishia, Bulupila Ule. How we can do it? Lulubole? Gianlusra? You love Naturale? Harry O'Dwyer, Yamado, a channel champion. But if I listen to Fanny Young Chi Chin, teach one gin.